ကျမတို့အမိတဟဲပြုနေထိုင်ကြတဲ့ကဘာကြီးဟာဘလို့ပုံစံမျိုးနဲ့ပြတ်သုံးသွားမယ်ဆိုတာနဲ့ပတ်သက်လို့မတူညီတဲ့ theory အမျိုးမျိုးအယူအဆအမျိုးမျိုးရှိပါတယ်။ခုလိုမတူညီတဲ့အယူအဆတွေမှာဗုဒ္ဓဘာသာနွယ်ဝင်တို့ရဲ့အားထားရာပါကျုပ်ဆရာတော်ကြီးတရားတွေထဲမှာခုလိုပဲဟောကြားထားတာကိုပြန်လဲကောက်နှုတ်ဖော်ပြပေးလိုက်ရပါတယ်။ကဘာကြီးပြတ်သုံးနေဆိုတာဟာစကြဝဠာဂရေတသိန်းပျက်စီးတာကိုပြောတာပါ။ကျမတို့ခုနေထိုင်နေတဲ့ကဘာကြီးကိုဖျားငါးစုပွင့်တဲ့ကဘာဖြစ်လို့ဗတ္တကဘာလို့ခေါ်ပါတယ်။ခုချိန်မှာရိမေတရဖျားပွင့်တော်မူသေးတဲ့အတွက်ကြောင့်ကျမတို့နေထိုင်တဲ့ကဘာကြီးဟာပြတ်သုံးသွားအောင်မဟုတ်သေးပါဘူး။ကဘာကြီးပြောင်းစေမဲ့အကြောင်းတရားတွေဟာကဘာအပြင်ဘက်မှာမဟုတ်ပါဘူး။ကဘာကြီးထဲမှာပဲရှိနေပါတယ်။ဒီလိုပဲလူလောကကြီးပျက်စီးစေမယ့်အကြောင်းတွေဟာလူတွေစီမှာပဲရှိနေတာဖြစ်ပါတယ်။လူတွေရဲ့ရှင်ထဲနှလုံးသားထဲမှာရှိနေတဲ့အကြောင်းတရားတွေဟာကဘာကြီးကိုပျက်စီးသွားစေနိုင်တာပဲဖြစ်ပါတယ်။ဒီသုံးတီမကျမ်းမှာသားတွေရဲ့ဒေါသကြောင့်ကဘာကြီးဟာမီးလောင်ပျက်စီးရမယ်လို့ဆိုထားပါတယ်။လူတွေရဲ့လောဘဟာလည်းမိကဲ့သို့လူစိတ်ကိုပူစေနိုင်သောအရာရဲလို့မြတ်စွာဘုရားကမိန့်ဆိုခဲ့ပါတယ်။ဒါကြောင့်လူလောဘတွေဟာလည်းကဘာကြီးကိုပျက်စီးစေနိုင်တဲ့မီးတွေပါပဲ။ဒေါသဟာထွက်နေတုံမီးလိုပူလောင်စေနိုင်သလိုလောဘဟာလည်းငြိမ့်သက်ဖို့ခက်ခဲတဲ့မီးလိုပါပဲ။လောဘတက်နေတဲ့အရာကိုမရမချင်းစိတ်မှာပူလောင်နေရတာဖြစ်ပါတယ်။မောဟမီကလည်းလူစိတ်တရံမှာတမြင့်မြင့်နဲ့လောင်ကျွမ်းနေစေပါတယ်။ငြိမ်ရအခက်ဆုံးမီးတွေထဲမှာလောဘမီနဲ့မောဟမီပါပါတယ်။ဒေါသမီကမှဒေါသထွက်ပြီးတဲ့အခါစိတ်ပြေသွားရင်ပျောက်ပါသေးတယ်။ဒါကြောင့်တောက်တန်ကျမ်းတွေမှာကဘာကြီးပြတ်သုံးရခြင်းအကြောင်းရင်းတွေကိုလူတွေဒေါသကြီးတဲ့အခါကဘာကြီးကိုရှေကဖျက်ဆီးလိုက်မယ်လို့ဆိုထားပါတယ်။လူသားတွေလောဘကြီးတဲ့အခါမှာကဘာကြီးကိုမိကဖျက်ဆီးပြစ်ပါလိမ့်မယ်တဲ့။လူသားတွေမောဟတွေကြီးလာတဲ့အခါမှာတော့ကဘာကြီးဟာလေရဲ့ဖျက်ဆီးမှုကြောင့်ပျက်စီးကိန်းဆိုင်ရမယ်လို့ဟောပြောဆုံးမထားပါတယ်။ကဘာကြီးပျက်စီးအောင်လုပ်နိုင်တဲ့သူတွေဟာလူတွေပါပဲ။လူတွေရဲ့ရာဂမီးကြောင့်ပဲကဘာပေါ်မှာဒုက္ခကြီးတွေတွေ့လာရမှာဖြစ်ပါတယ်။ငလင်လောက်တာရေလွှမ်းမိုးတာစတဲ့သဘာဝဘေးတွေဟာတန်တရားလည်းနေတဲ့၍ဖြစ်နေအောင်ပါပါ။လူတွေဟာလည်းဒီလိုဘေးဆိုးကြီးတွေနဲ့တန်တရားတကွေးမကြုံတကွေးကြုံတွေးနေကြရအောင်ပါပါ။လူတွေရဲ့တန်တန်မှာဖြစ်တဲ့ဒေါသတွေကြောင့်ကဘာပြက်မဲ့ရေတွေဟာအင်အားပိုကြီးလာကြပါတယ်။ကဘာပြက်မဲ့လေမုန်တိုင်းတွေဟာလည်းလူစိတ်တရံကမောဟတွေကြောင့်ပိုအင်အားကောင်းလာပါတယ်။ကဘာကိုဖျက်ဆီးမဲ့လောင်မီးတွေဟာလည်းလူစိတ်တရံရဲ့လောဘတွေရင့်တန်လာတာကြောင့်ပိုအင်အားကြီးလာတာပဲဖြစ်ပါတယ်။ဒါအပြင်ကဘာတွေပြည့်ရတဲ့အကြောင်းရင်းတွေထဲမှာမီးကြောင့်ပြည့်ရတဲ့ကဘာကပိုများတယ်လို့ဆိုပါတယ်။ဘာကြောင့်လဲဆိုတော့လူတွေမှာလောဘစိတ်ကပိုပြီးများသလိုပိုပြီးချိုးနှိမ်ဖျောက်ဖျက်ရခက်လို့ပါပဲပြီးမှရေကြောင်ပြက်တဲ့ကဘာလေးကြောင်ပြက်တဲ့ကဘာဆိုပြီးအဆင့်အလိုက်လာပါတယ်ခုခေတ်မှာနိုင်ရှင်ကြည့်မယ်ဆိုရင်အရင်ခေတ်ကထက်ဆိုင်ရင်လူသက်တန်းဟာဆုပ်ယုပ်ပြီးတိုးလာတာကိုတွေ့ရမှာပါခုလိုတက်တန်းတိုးလာတဲ့အခါမှာလူတွေဟာအမုန်းတရားတွေလည်းအလင်းထက်ပိုပြီးကြီးမားလာပါတယ်အမုန်းတရားတွေကြီးမားလာတဲ့အတွက်လက်နဲ့ခဲယမ်းတွေလည်းပိုမိုတီထွင်လာကြပါတယ်။တနိုင်ငံနဲ့တနိုင်ငံအပြိုင်ဆိုင်ပါပဲ။လက်နဲ့အစမ်းတွေတီထွင်လို့ကဘာကြီးကိုပျက်စီးကြအောင်မှာဖြစ်ပါတယ်။ကဘာကြီးမှာတက်တန်းတွေတိုးလာကြတဲ့လောဘဒေါသမောဟတွေပြည့်နေတဲ့လူတွေဟာတဖြည်းဖြည်းတန်တရားရဲ့တိုက်စားခြင်းကိုခံရပြီးကြံရှိတဲ့လူကောင်းတွေဟာလောဘဒေါသမောဟယွန်းနေလာကြမယ်ဆိုရင်ကဘာပေါ်ကလူသက်တန်းဟာတဖြည်းဖြည်းပြန်ရှိလာပြီးလူဘဝမှာပြင်းနေအောင်နေရတဲ့အထိပြန်ဖြစ်သွားအောင်ပါပြီးရင်လူသားတွေရဲ့တရားမဲမှုကြောင့်ပဲအသက်ကပြန်တိုးလာပြီးနှစ်ရှစ်တောင်တက်တန်းကိုရောက်တဲ့အခါမှာအရိမေတရမြတ်စွာဘုရားရှင်ပွင့်တော်မူမှာပဲဖြစ်ပါတယ်အရိမေတရဘုရားရှင်ပွင့်တော်မူတဲ့အခါမှာဘုရားရှင်ရဲ့သာသနာတော်ကြောင့်ကဘာကြီးမှာလူတွေအေးချမ်းစွာတာယာစွာနေထိုင်နိုင်ကြမှာပဲဖြစ်ပါတယ်ဒါပေမဲ့မြတ်စွာဘုရားရှင်ပြိဋိဘံဆံပြီးတဲ့နောက်မှာလူတွေဟာသာသနာတော်နိရှိကြလာတဲ့အလျောက်မကောင်းစိတ်တွေတဖန်ပြန်ဝင်ရောက်လာကြပြီးတက်တန်းတွေဆုပ်ယုပ်လာကြရအောင်ပါအဲ့လိုဆုပ်ယုပ်ပြီးတဲ့အခါမှာဒီဗတ္တကဘာကြီးမှာပဲဖြစ်ပါတယ်ဗတ္တကဘာကြီးပြတ်တာနဲ့စကြဝဠာဂရေတသိန်းလဲပြတ်မှာဖြစ်ပါတယ်ဒါပေမဲ့ကဘာကြီးပြတ်သုံးမဲ့အကြောင်းကိုလူတွေဟာနှစ်ပေါင်းတသိန်းကြိုသိရမယ်လို့ကျမ်းတွေမှာဖော်ပြထားပါတယ်ဒီလိုကြိုသိရတဲ့အခါကက်ကြီးကနေလွတ်အောင်မလုပ်ရမလဲဆိုရင်မေတ္တာထားရမှာပဲဖြစ်ပါတယ်မေတ္တာတရားနဲ့နေသူဟာတော့ကဘာပြတ်
ကဘာပြက်ကက်ကြီးကနေလွမြောက်နိုင်ပါလိမ့်မယ်။မေတ္တာဂရုဏာမုဒိတာဥပိ္ပခဆိုတဲ့တရားလေးပါးကိုလက်ကင်ထားကြရပါလိမ့်မယ်။တတဝါဆိုတာကံနဲ့ပဲဖြစ်တာမို့တရားနဲ့တရားရံမဖြစ်ကြဖို့မေတ္တာထားကြဖို့လိုက်ပြီးသတိပေးကြမယ့်သူဟာအခြားစကြဝဠာကနတ်မြမာတွေပါပဲ။သူတို့ဟာလူပုံစံဖန်တီးပြီးသတိစကားလာပြောကြမှာဖြစ်ပါတယ်။လူတွေဟာကြောက်ပြီးဆိုရင်ပိုကြောက်ကြတဲ့သဘောရှိတဲ့အတွက်ညက်မြမာတို့ရဲ့သတိပေးမှုကြောင့်ကြောင်းရွံ့ပြီးတရားသည့်ရကြသူတွေဟာဒီကက်ကြီးတွေကနေလွမြောက်ရဖို့လုံနိုင်သမျှလောက်ကြရမှာပါ။တိရစ္ဆာန်တွေတောင်မှလူတွေရဲ့မေတ္တာကြီးမားလာတဲ့အခါအချင်းချင်းညှဉ်းပန်းနှိပ်စက်မှုတွေလျော့ပါသွားကြကြောင်းသိရှိရပါတယ်။အဲလိုစိတ်နှလုံးကောင်းရှိလာကြတဲ့တိရစ္ဆာန်တွေဟာတေလိုတဲ့အခါနတ်ပြည်ရောက်ကြပြီးနတ်ပြည်မှာဇန်တရားကိုဆက်ပွားများကြရပါတယ်။ဇန်တရားကိုဆက်ပွားများတဲ့အခါမှာမြမပုံကိုဆက်ရောက်ရှိသွားကြပါတယ်။ဒါအပြင်လူနဲ့တိရစ္ဆာန်တွေဘဝတဆင့်မြင့်ကူးပြောင်းသွားမဲ့နတ်မြမပုံတွေကပြတ်သုံးမဲ့ထင်မပါပါဘူး။မိဖြတ်တဲ့ကဘာဆိုရင်အဘဒရမြမပုံအောက်ထိအကုန်ပျက်စီးမယ်လို့သိရပါတယ်။ပထမဆန်ပြမပုံပါသွားမှာဖြစ်ပါတယ်။မီးလောင်တဲ့အထက်ကဘာရီအပြင်နတ်တို့ရဲ့စကြဝဠာပြမတို့ရဲ့စကြဝဠာအထိမီးလောင်သွားပါပါ။ရေဖြတ်တဲ့ကဘာဆိုရင်မက်ဂရင်ဒရာဆိုတဲ့ဘုံအောက်ကပြမပုံနဲ့တခြားပုံတွေအကုန်ပါသွားပါတယ်။လေဖြတ်တဲ့ကဘာမှာကပုံဆိုးပါတယ်။ဒီဝရဘူပုံရဲ့အောက်ကပြမပုံတွေမှာပါအကုန်ပါသွားမှာပါဖြစ်ပါတယ်။ပြီးဖြတ်တဲ့ကဘာဟာဘလို့ပုံစံမျိုးပြတ်သုံးမလဲဆိုတာပြောပြပါမယ်။နေရီတစင်းပြီးတစင်းထွက်လာမှဖြစ်ပြီးမိုးလုံးမရွာတော့မှမဟုတ်ပါဘူး။မိုးခေါင်သွားမှာပါ။မိုးခေါင်တာဟာနှစ်ပေါင်းရာထောင်မသားနှစ်ပေါင်းရာထောင်တောင်းမကကြာမြင့်မှာဖြစ်ပါတယ်။မိုးလုံးမမရွာတော့တဲ့အတွက်တစ်ပင်းတွေအားလုံးဟာခြောက်သွေ့သွားတော့မှာပါ။မိုးမရွာတော့သလိုပဲနေရီကလည်းပြန်မဝင်တော့ပါဘူး။စကြဝဠာထဲမှာတခြားသောနေတွေရှိနေသေးတဲ့အကြောင်းကိုတော့သိပ္ပံပညာရှင်တွေရှာဖွေတွေ့ရှိသက်သေပြပြီးသားပဲဖြစ်ပါတယ်။ဒါကြောင့်နေတွေဟာကမ္ဘာကိုဖျက်ဖို့ချင်းကပ်လာမယ်လို့ထင်ရပါတယ်။ဒီစမ်းနိုင်ပြီးလို့ညရောက်တာနဲ့လာမထွက်လာဘဲနဲ့နေတစင်းထက်ထွက်လာမှဖြစ်ပါတယ်။နေနစင်းပြိုင်လင်းနေမဲ့ကဘာကြီးမိုးမရွာမဲ့မိုးခေါင်ရေချကဘာကြီးဖြစ်လာမှာပါ။ဒီလိုကဘာပြတ်ချင်းတွေဖြစ်တဲ့အခါမှာငရဲပုံမှာဝိခန့်နေရတဲ့ငရဲသားတွေဟာလည်းစိတ်တွေပြောင်းလဲကြပြီးတရားသဘောကိုဆင်ခြင်မိလာကြမှာပဲဖြစ်ပါတယ်။ဒါကြောင့်တရားဆင်ခြင်မိတဲ့ငရဲသားတချို့ဟာလွတ်မြောက်ပြီးနတ်မြမာတွေအဖြစ်ဘုံဘဝအသစ်ကိုကူးပြောင်းသွားနိုင်ကြမှာပဲဖြစ်ပါတယ်။သူတို့ရဲ့ငရဲခံရတဲ့အချိန်ကာလကရှည်လျားလွန်းတာကြောင့်အပြစ်တွေအာကုသိုလ်တွေကိုဆင်ခြင်မိတဲ့ငရဲသားတွေဟာဘဝသစ်စီကိုတက်လှမ်းနိုင်ကြမှာပဲဖြစ်ပါတယ်။ဒီလိုနဲ့ကဘာကြီးပြတ်ပြီးတဲ့အခါကြံရှိသူတွေဟာရောက်ရပုံဘဝမှာတန်ဝေကရပြီးတရားကျင့်ကြံအားထုတ်ကြတာကြောင့်အေးချမ်းတဲ့ဘဝကိုခံစားဆန်စားနိုင်နေကြမှာဖြစ်ပါတယ်။မြမကြီးတွေဘဝကနေလူဘဝကိုတစ်ဖက်ပြန်ဆင်းကြရပြီးတန်တရားထဲမှာတပတ်လေကြရအောင်မှဖြစ်ပါတယ်။နောက်ပွင့်မဲ့မြတ်စွာဘုရားရှင်နဲ့တွေးဆောင်ခွင့်ရအောင်ကြံစီအားထုတ်ပြီးနိဗ္ဗာန်ချမ်းသာရအောင်ပြန်ကြိုးစားရမှာဖြစ်ပါတယ်။ကဘာတေချင်းကဘာပြက်ချင်းလိုမျိုးဘယ်အရာမှမမြဲဘူးဆိုတဲ့အရှိတရားကိုလက်ခံနိုင်တဲ့အစဉ်သတိရှင်ပြီးမဆိုတရားလက်ကင်ထားကြတဲ့သောတာပန်ပုဂ္ဂိုလ်တွေကကဘာပြက်ကိန်းထဲမှာပါဝင်နိုင်မှာမဟုတ်ပါဘူး။ခုပြပြခဲ့တာကတော့မြတ်စွာဘုရားရှင်ရဲ့ကဘာကြီးပြသုံးနိုင်ခြင်းအကြောင်းတရားတွေကိုကျေးဇူးတော်ရှင်ပါမုခချုပ်ဆရာတော်ကြီးလည်းဟောကြားပြပြထားတော်မူတဲ့အချက်လက်တွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။